ချနေတဲ့အချိန်မှာ protein များစားရမယ်ဆိုတာခြေခံချက် protein source တဲမှာအလွယ်တကူရနိုင်ပြီးတော့လူတိုင်းနှီးပါစားတာကတော့စက်သားပါပဲဒီနေရာမှာ rose က CP ချက်တွေမြန်မာချက်တွေမခွဲကြတော့ဘဲနဲ့စက်သား100 gram base အနေနဲ့ပဲပြပြသွားမှာဖြစ်ပါတယ်စက်သားစားတဲ့အခါမှာရင်မုံမရင်မုံပေါင်မပေါင်ဆိုတဲ့အဖွဲနှစ်ဖွဲကတက်ကိုရှိရနော်ကြက်ရင်ပုံက66ကြီးပေါင်ရမှနူးနူးညံ့ညံ့နဲ့စားကောင်းတာ trainer တွေကလည်းတစ်ချိန်လုံးရင်ပုံကြီးပဲစားရမယ်လို့ပြောနေတယ်ဒီလိုအချိန်မှာပေါင်ကြိုက်တဲ့ rules တော့ခက်တွေ့ပြီရင်ပုံ100 gram မှာ165 calorie နဲ့ fat 3.6 gram ပါဝင်တယ်ပေါင်ရင်100 gram မှာတော့189 calorie နဲ့ fat 8 gram ပါဝင်တယ်သူတို့နှစ်မျိုးရဲ့ calorie difference က100 gram မှာ12 calories ပဲရှိတယ် fat ကတော့ 4.4 gram difference ရှိတယ်ဒီကွာခြားချက်နှစ်ခုကသိပ်ပြီးတော့လည်း different ဖြစ်မနေဘူး calorie အနည်းငယ်ကွာခြားရုံနဲ့ကိုရရှိမစားနိုင်တဲ့ဟာကိုမရွေးချက်တင်ဘူးမပြောပလောက်တဲ့ကဏ္ဍတွေကိုမကြည့်ပဲနဲ့ကိုကြိုက်တာကိုစားပြီးတော့ပျော်ပျော်ပပနဲ့ဝိတ်ချကြမယ်ယူလို့ရောပေါင်သမားလားရင်မုံသမားလားဆိုတာကိုကွန်မန့်အောင်မှာမှတ်သွားပြီးချက်အောင်စားရကြ